ဟောလေဆရာမကြီးဒီနေ့မိုးနေ့ concert 6ဆိုတော့ happy birthday ပါနော်ဆရာမကြီးပိတ်ကျေးဇူးတင်တယ်ဖိတ်တဲ့အတွက်ဝမ်းနဲ့ဝမ်းသာတယ်နောက်တစ်ခုကပါလဲဆိုတော့စာရည်လည်းအများကြီးရေးနိုင်ပါစေနော်ကျမ်းပါပါစေနော်နောက်ဆရာမကြီးကဒီစာအုပ်လေးထုတ်တော့စာပေဘဝမှာကျွန်တော်တို့ကကျေးဇူးဇာတကပေါ့နော်950ဇာတကနဲ့ပတ်သက်လို့ဖတ်ခဲ့ရတယ်ကျေးဇူးတင်ရမယ့်တယောက်တိုးလာတယ်အဲ့ဒါပါဆိုတော့ဆရာမကြီးကဒီနေ့စာပေထုတ်တူလိုက်တာကျွန်တော်တို့ဒီ950ဇာတကနဲ့ပတ်သက်လို့ကျေးဇူးတင်ရမယ့်သူတွေရှိခဲ့တယ်ဖတ်ခွင့်ရလို့ပေါ့နော်မြန်မာစကားကြီးနဲ့အဲ့မှာဆရာမကြီးကအခုခက်စင်ကျွန်တော်ကျေးဇူးတင်ရမယ့်လူပြန်ရှင်တယောက်ဖြစ်ပါတယ်အဲ့ဒီအတွက်လည်းပဲဘိုလ်လိုပြောရအောင် congratulation ပါအဲ့တော့950ဇာတ်ဆိုတာအမှန်ခက်ခဲနေနေတယ်နောက်သူကနေပြရတွေပါတယ်အထက်ကထာတွေပါတယ်ပါဠိအဲ့ဒါတွေကိုကျွန်တော်တို့လူငယ်ဘဝအရာပေါ့ကျွန်တော်တို့တွေလောလောကူကူဖတ်နေအောင်အခုဆိုရင်ဆရာမကြီးတယောက်တိုးလာပြီဒါကျေးဇူးတင်ရပြန်ပြီကျွန်တော်တို့စာဖတ်တဲ့အချိန်မှာကျေးဇူးတင်ရတဲ့သူတွေကိုအခုရတဲ့အချိန်တူတူလေးမှာလူ့တူရှင်လေးပေါ့ဒီနေရာကနေကျွန်တော်ဒါတော့ပြုတင်ပါတယ်ဆရာမကြီးကိုလည်းဒီကုန်းထုတ်ကြရင်ဒါတော့ပြုပါအောင်ကျွန်တော်တို့950နိဗ္ဗာန်တော်ဆိုတာဒါမြတ်စွာဘုရားရဲ့နိဗ္ဗာန်တော်ပုံဝိထုတွေပုံဝိထုကိုကျွန်တော်တို့ကဆရာအောင်တောင်းပြောသူပေါ့ကျွန်တော်တို့ကရသစာပေတွေရေးတော့ပုံဝိထုတွေကိုရန်စိတ်ဝင်စားတယ်လွန်စိတ်ဝင်စားခဲ့လေ့လာရတယ်ဆိုတော့ဒါပေမဲ့ခုနပြောလို့ခက်ခဲဒီပါဠိပတ်သားတွေနဲ့နေတရားတွေနဲ့အထက်ကထာတွေနဲ့ကြတော့ကျွန်တော်တို့နဲ့စိမ့်သွားမှလည်းကြောက်အဲ့တော့အဲ့မှာလောလောကူကူနဲ့ရှာဖွေဖတ်တဲ့အခါကျတော့ကျွန်တော်တို့လူငယ်စာဖတ်ဝါဒနာပါတဲ့အချိန်မှာနားလည်အောင်ဆိုပြီး1800မှတ်ရအောင်1896ခုနှစ်မှာကျွန်တော်ညောင်ငံဆရာတော်ဦးကဝိညာသူကဒီ950နိဗ္ဗာန်တော်ဒါအများကြီးအဲ့ဒါကိုသူကနေပြီးတော့ပါတယ်ဆိုတော့ကျွန်တော်မှတ်မိတာ9တွဲကိုသူကပါတယ်ဆိုတော့မြန်မာစကားပြေနဲ့သူကရေးတော့လောလောကူကူဖတ်ခွင့်ရလိုက်တာပေါ့ဖတ်ခွင့်ရလိုက်တဲ့အခါကျတော့ဝန်တာတော့ဒါစာအုပ်ဟောင်းဆိုင်တွေကတစ်စင်ရတော့ဆရာမကြီးဖတ်လိုက်ရတဲ့အခါကျတော့ဝန်တာတယ်ကိုလည်းဘုရားဟောကျမ်းဂန်ကြီးနေတရားတွေကိုပါဠိလိုမဟုတ်တော့စကားပြေနဲ့ဆိုတော့နားလည်ပါတယ်ဒါပေမဲ့ तू ကအများကြီးလည်း तू မရေးနိုင်ဘူး तू အရန်ကြီးမားတဲ့ဇာတကကြီးလေ950ဆိုတော့ဆရာမကြီးကကိုယ်တိုင်ကိုသိတာပေါ့အဲ့တော့ तू ကကျွန်တော်မှတ်မိတာ तू က9တွဲပဲရောင်ကန်ဆရာတော်က9တွဲပဲမြန်မာစကားပြေနဲ့ရေးသွားတာကိုလည်းကျွန်တော်တို့ဒီနေရာနေဆရာတော်ဖះကိုစာပေကျေးဇူးရှင်တပါးအနေနဲ့ဆရာမကြီးရဲ့မိုးနေမှာမှတ်တရပြီးတော့လို့ယူသေးစွာရှိခိုးကြတော့ပါတယ်ရှင်မြတ်ဗျာဒါစာပေကျေးဇူးရှင်ပါနောက်တစ်ခါကျွန်တော်ဖတ်ရတာပါလဲဆိုတော့1929ခုနှစ်ကကျွန်တော်ဒီကံတော်လေးမှာဆိုရင်ဥပုပ်ကြားလန်းဆိုတာရှိရယ်နောက်မြန်မာဘုံကြီးလန်းရှိတယ်ဒါတွေကမြန်မာစာရေးဆရာကြီးမြန်မာစာပေပညာရှင်ကြီးဆရာကြီးဥပုပ်ကြားကိုဂုဏ်ပြုတဲ့အနေနဲ့ပြောမြန်မာဘုံကြီးစာအုပ်တိုက်လဲထူထောင်သွားတယ်မြန်မာဘုံကြီးစာအုပ်ကိုလည်းရေးသွားတယ်နောက်ပြီးတော့ရင်းမဆိုအင်္ဂလိပ်လိုဒါဆန်ထော်နီလန်ဒါပေမဲ့သူ့အိမ်ရှိတဲ့အတွက်အဲ့ဒါကိုသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဥပုပ်ကြားလန်းဆိုပြီးတော့အခုတည်းကတန်တော်လေးမှာရှိတယ်။စာရေးပုပ်ကြားကဘာတွေရေးသွားဆိုသူကသစ္စာစာပေမှာလည်းစာသိပ္ပံမှာဝါရုံနဲ့အတူတူအမှန်တန်ဖတ်လို့ကောင်းတဲ့စာတွေရေးသွားခဲ့ပါတယ်။အထုပ်လူပဲ950ကိုလည်းသူကကျွန်တော်တို့လူငယ်တွေပေါ့နော်နှောင်းလူတွေကိုသူကစာပေစေတနာနဲ့ကုသိုလ်ပြုသွားတယ်ဘယ်လိုပြုသွားလဲဆိုတော့သူကြတော့950နိဗ္ဗာန်တော်ညောင်ကန်ဆရာတော်တို့တော့ဒါတိုက်မြန်မာပြန်မဟုတ်ပဲနဲ့သူကကောင်းလို့ချက်နဲ့ရေးသွားတဲ့ခါကျတော့သူကမြလည်းပဲစူးစားတယ်ဒါပေမဲ့ तू ကအရင်ခက်ခဲတဲ့ခါကျတော့ဒီပါဠိတွေနေတရားဒီအထကထာတွေကနေရေးရတော့ဆရာဥပုပ်ကြားကျွန်တော်မှတ်မိတာ3တွဲပဲပါလာပြန်သွားနိုင်တယ်မြန်မာစကားပြေနဲ့ကျွန်တော်နားလည်လွယ်တယ်နောက်တစ်ခုက3တွဲကိုတော့မှာနော်ဆရာညောင်ကန်ဆရာတော်ကတော့9တွဲပေါ့ဆရာဥပုပ်ကြားက3တွဲကိုစာမျက်နှာပို့ရင်250ကို250ပဲ तू ကမြန်မာစကားပြေဘာသာပြန်သွားနိုင်အဲ့တော့ဘာပဲပြောကျွန်တော်တို့မနားလည်လွယ်အောင်လို့ဒီမြန်မာ950ဖျားဟောနိဗ္ဗာန်တော်တွေကိုစာပေဒါနပြုသွားတဲ့ဆရာကြီးဥပုပ်ကြောက်လည်းဆရာမရဲ့မွန်းနေမှာအမှတ်တရဒီနေရာနေကျွန်တော်စာပေဓမ္မတယောက်အနေနဲ့
ကျွန်တော်တို့အများကိုစားဆရာဦးဖို့ကြောကိုဒီညနေကျူသေးစွာကြောပါတယ်ဆရာ